ကလေးတွေတနတ်တန်ဆိုတာကြားဘူးမှမဟုတ်ဘူးငါတို့မြန်မာပြည်ကကလေးတွေကြတော့ဒီနေ့တော့ကျွန်တော်နေတဲ့မြို့လေးမှာစစ်တပ်နတ်မိုက်ပွဲကိုသွားပြတယ်ဗျာနော်ဝေးတွေသူတို့ရဲ့အမျိုးသားနေ့ကိုဘယ်လိုကျင်းပလဲဆိုတာကိုလေ့လာကြည့်ရအောင်ကြည့်လိုက်ပါဦးသူတို့တွေလမ်းတွေလျှောက်ကြတယ်တစ်ဖွဲ့ပြီးတစ်ဖွဲ့ကလေးတွေတနတ်တန်ဆိုတာကြားဘူးမှမဟုတ်ဘူးသူတို့တွေရဲ့လွတ်လပ်မှုကဘယ်သူမှကြောက်နေစရာမလိုဘူးဒီနေ့သူတို့ပြောနေတယ်ဆိုတာတော်လန်ရဲ့အောင်တဲ့နေ့မဟုတ်ဘူးသူတို့ရဲ့ဥပဒေမွေးနေပါငါတို့မြန်မာပြည်ကလည်းဒီနေ့ဒီလိုမျိုးရောက်လာလိမ့်မယ်ချစ်တက်လာပြီပေါ့နော်အဲ့ဒါငါတို့နိုင်ငံရောဒီလိုအချိန်ဘယ်တော့ရောက်လာမှာလဲဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ဘူးငါတို့သာဆက်အားတင်ထားမယ်ဆိုရင်ရောက်လာမှာပါ
ဒီမျိုးလေးကအကြောင်းတွေဆိုပြီးအပြေးပြိုင်တာတွေကိုလည်းကြည့်လိုက်ရသေးတယ်ဗျာ ပြေ ကြည့်ပြီးပါပြီမလားဒီကောက်တော့ကျွန်တော်တို့လဲပေါ့နော် တော့ကြည့်ပြီးတော့ပန်းညံထဲမှာတပ်ပုံတွေပါတွေရိုက်လိုက်တယ်ပြီးတော့စားတော့ဆိုင်မှာဘီယာလေးပါလေးနဲ့အစားအစာလေးဝယ်စားလိုက်တယ်ဗျာနောက်ဆုံးတော့ရေခဲမုတ်လေးဝယ်စားပြီးအိမ်ကိုပြန်လာခဲ့တယ်ဗျာ